ကမ္ဘာ့ဖလားအများဆုံးစုကိုရရှိခဲ့တဲ့နိုင်ငံ၃နိုင်ငံအားလုံးပဲမင်္ဂလာပါ Square Online အကြမ်းမှာအားသာသတင်းများကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ဘောလုံးပွဲတွေကိုငွေကြေးပါယုံကြည်စိတ်ချစွာစော်စားလိုပါက Square Agent တို့လာရောက်စော်စားနိုင်ပါကြောင်းသတင်းကောင်းပါပါတယ်အကောင်းဆုံးဝန်ဆောင်များနဲ့စောင့်ကြိုနေပါတယ်ခင်ဗျာနံပါတ်1ဘရာဇီး5ချိန်ဘရာဇီးသင်းဟာကမ္ဘာ့ဖလားတမိုင်းမှာအောင်မြင်ဆုံးအသင်းဖြစ်ပြီးစံပါဘီယံများလို့တောင်မှလူသည်များကြောကြပါတယ်ဒါပြင်1930ကနေအခုထိကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းကိုတစ်ချိန်မကြာဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိခဲ့တဲ့တဦးတည်းသောနိုင်ငံလေးဖြစ်ပါတယ်1958 1962 1980 1994နဲ့2002ခုနှစ်မှာချန်ပီယံဖြစ်ခဲ့ပြီးမိုလူပွဲကို9ကြိမ်တက်ရောက်ထားနိုင်ကချန်ပီယံ5ကြိမ်ဒုတိယ2ကြိမ်ရရှိခဲ့ပါတယ်1958နဲ့1962ခုနှစ်မှာကမ္ဘာ့ဖလားကို2ကြိမ်ဆက်တိုက်စုခိုးနိုင်ခဲ့တဲ့ရှာရှာပါပါစိုင်းချိန်ကိုလည်းပိုင်ဆိုင်ထားခဲ့ပါတယ်ဘလုံးလောကရဲ့ဘီယံတစ်ပါးဖြစ်တဲ့ဘီလီယာဘရာဇီးသင်းနဲ့အတူကမ္ဘာ့ဖလား3ကြိမ်1958 1960နဲ့1990တို့မှာရယူနိုင်ခဲ့တဲ့တဦးတည်းသောကစားသမားလေးဖြစ်ပါတယ်နံပါတ်1ဂျာမနီ4ကြိမ်ဂျာမနီဟာကမ္ဘာ့ဖလားပြိုင်ပွဲမှာအမြဲတမ်းစွမ်းဆောင်ရည်အရှိဆုံးနဲ့ဘောလုံးပွဲဆီမီဖိုင်နယ်တွေကိုအများဆုံးတက်ရောက်ထားနိုင်ခဲ့တဲ့တည်ငြိမ်မှုအရှိဆုံးအသင်းကြီးတစ်သင်းလည်းဖြစ်ပါတယ်1954ခုနှစ်1984 1990နဲ့2004ခုနှစ်မှာဗိုလ်ဆွဲထားနိုင်ခဲ့ပါတယ်ဘောလုံးပွဲကို10ကြိမ်အထိတက်ရောက်ထားနိုင်ခဲ့ပြီး4ကြိမ်ချန်ပီယံနဲ့4ကြိမ်ဒုတိယရရှိခဲ့ပြီးဘောလုံးပွဲကိုအများဆုံးတက်ရောက်ထားနိုင်ခဲ့တဲ့အသင်းအဖြစ်စံချိန်တင်ရှိလို့ထားခဲ့ပါတယ်2014ခုနှစ်ဘရာဇီးကမ္ဘာ့ဖလားမှာတောင်အမေရိကမြေပေါ်မှာကမ္ဘာ့ဖလားဆွဲခိုးနိုင်ခဲ့တဲ့ပထမဦးဆုံးသောဥရောပနိုင်ငံဖြစ်လို့လာခဲ့ပါတယ်နံပါတ်3အီတလီ4ကြိမ်အီတလီသင်းဟာဥရောပရဲ့ဘောလုံးအင်အားကြီးနိုင်ငံဖြစ်ပြီးခန့်စစ်အသားပေးကစားကွက်နဲ့ကမ္ဘာ့ဖလားတွေကိုစောစီသိမ်းပိုက်နိုင်ခဲ့တဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်1934ခုနှစ်1938 1982နဲ့2006ခုနှစ်တွေမှာရရှိခဲ့တာလည်းဖြစ်ပါတယ်ဗိုလ်လူပွဲကို6ကြိမ်တက်ရောက်ထားနိုင်ခဲ့ပြီးချန်ပီယံ4ကြိမ်ဒုတိယ2ကြိမ်ဖြစ်လို့ထားခဲ့ပါတယ်1934ခုနှစ်နဲ့1938ခုနှစ်တွေမှာကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ဖြင့်စူပရာကို2ကြိမ်ဇက်တိုက်ကာကွယ်နိုင်ခဲ့တဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်